လိုမင်္ဂလာပါအခုကျွန်တော်ဗဒမီညောတဲ့အတွင်းမှာကြီးတဲ့ဘုံမလာကြီးတစ်ခွဲစီကိုကျွန်တော်ရောက်နေတာပါဟိုမှာကျွန်တော်ပြထားပြပါတယ်ကျွန်တော်ပြင်ပါပါနော်တို့ရဲ့ပြထားတဲ့တော့ကျွန်တော်ကားနဲ့ကျွန်တော်လာရောက်ပြပါရဲ့အခုထားပြပါတယ်ဒီလိုပြောမှာနော်အစ်ကောင်းကလေးကြီးတဲ့နေရာမှာကျွန်တော်အခုရောက်နေတဲ့နေရာတော့အစ်30နေရာရှိပါတယ်အောက်ဘက်တွေမှာလည်းစစ်တွေရှိပါသေးတယ်အခါဆုံးနေရာပေါ့နော်ဟုတ်လားလေကျွန်တော်လည်းဒေတာချင်းပြပါတယ်ပြီးလို့ရှိရင်သူ့ရဲ့ပတ်ဝန်းကျင်တွေမှာနော်ကောက်ချာကြီးတွေရှိပါတယ်ကောက်ချာကြီးတွေရှိပါတယ်အဲ့ဒီကြည့်ရတော့ဒီထဲမှာဟိုမြောက်နေကြည့်တယ်ကျွန်တော်တို့နေတယ်နော်မြောက်နေပါတယ်မြောက်နေတယ်